ထိုင်းနိုင်ငံမဲဆိုင်မြို့မှာရှိတဲ့ဦးအောင်စီရဖျားသမိုင်းနဲ့ကင်းရုပ်ထုအကြောင်းမင်္ဂလာပါပရိသတ်ကြီးသူတအိမ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ထိုင်းနိုင်ငံမဲဆိုင်မြို့ရဲ့တောင်ကုန်းမို့မို့ထက်မှာမြန်မာနိုင်ငံဘက်ကိုမျက်နှာမူပြီးစိုက်ကြည့်နေတဲ့ကင်းရုပ်ထုကြီးတစ်ခုနဲ့ရှေးဟောင်းဖျားတဆူရှိပါတယ်။လူအများစုကဒီနေရာကိုမဲဆိုင်ဖျားဒါမှမဟုတ်ကင်းမီကောက်ဖျားလို့သိကြပေမဲ့မြန်မာရာဇဝင်တွေကစစ်ချီလမ်းကြောင်းတွေဦးအောင်စီရတို့ရဲ့သမိုင်းချီရာတွေနဲ့ဆက်ဆက်ပြီးတော့ကျောစမတ်ပြုကြတဲ့ဒဏ္ဍာရီတွေလည်းရှိပါတယ်။တာချီလိမ့်မြို့ချစ်စီရေးတံအမှတ်1ပေါ်ကနေမဲဆိုင်ဘက်ကိုလှမ်းကြည့်လိုက်ရင်လက်ဝဲဘက်တောင်ကုန်းပေါ်မှာခရမ်းရောင်အဆောက်အုံတွေနဲ့ချင်းနေတဲ့ဇေဒီတော်တဆူကိုတွေ့ရပါလိမ့်မယ်။အဲ့ဒီနေရာကထိုင်းနိုင်ငံရဲ့မြောက်ဘက်အစွန်ဆုံးနေရာဖြစ်တယ်လို့တမိုင်းကြောင်အရာလည်းအရန်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။အဲ့ဒီဖျားရှင်မြေတော်ရဲ့အစွန်တနေရာမှာမြန်မာဘက်ကိုမျက်နှာမူထားတဲ့စစ်တီတော်ပုံစံကင်းရုပ်ထုကြီးတစ်ခုရှိပါတယ်။သူ့ရဲ့အကြည့်တွေကဆူရှာတယ်လက်ထဲမှာလက်နက်ကင်ဆောင်ထားတယ်သူဘာကြောင့်ဒီနေရာမှာရှိနေရလဲမြန်မာဘက်ကိုဘာကြောင့်ကြည့်နေရတာလဲအဆိုပါရုပ်ထုကတော့ထိုင်းဘရင်နရဲစွန်ဆိုတဲ့ရုပ်ထုပဲဖြစ်ပါတယ်ထိုင်းသမိုင်းမှာနရဲစွန်ဆိုတာကမြန်မာဘရင်နန္ဒဘရင်လက်အောက်ကနေရိုးရီးယားကိုလွတ်လပ်ရေးရယူပေးခဲ့တဲ့သူရဲကောင်းဘရင်တစ်ပါးပါထူးခြားတာကထိုင်းနိုင်ငံအနှံကနရဲစွန်ရုပ်ထုတွေကအရက်မျက်နှာအမျိုးမျိုးကိုမူလေးရှိပေမဲ့နေဆက်တွေမှာရှိတဲ့ရုပ်ထုတွေကတော့မြန်မာနိုင်ငံဘက်ကိုပဲအမြဲတမ်းမျက်နှာမူထားလေးရှိပါတယ်။ဘာကြောင့်လဲရှေးရခင်ကမြန်မာဘရင်တွေဟာဒီလမ်းကြောင်းကနေပဲဝင်ရောက်တိုက်ခိုက်လေးရှိရာကြောင့်နရဲစွန်ဘရင်ရဲ့ဝိညာဉ်ကနေဆက်ကိုစောင့်ကြပ်နေတယ်။ရန်သူရဲ့ရန်ကိုကာကွယ်နေရေးဆိုတဲ့ယုံကြည်ချက်နဲ့တည်ထားခြင်းဖြစ်ပါတယ်။ထိုင်းဘက်ကယုံကြည်မှုအရမြန်မာဘက်ကလာမဲ့မကောင်းတဲ့အငွေအသက်တွေနိုင်ငံရေးစီးပွားရေးရှင်ပြိုင်မှုတွေကိုဒီရုပ်ထုရဲ့တကူနဲ့ဟန်တားထားတယ်လို့ဆိုပါတယ်။ဒီဖျားရှိတဲ့တောင်ကုန်းကိုထိုင်းလို့ Dry Wall လို့လည်းခေါ်ပါတယ်။ကင်းမီကောက်တောင်လို့အဓိပ္ပာယ်ရပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကဒီဒေသမှာနခွန်ယွန်းနုဆိုတဲ့ရှေးဟောင်းနိုင်ငံတော်ရှိပါတယ်။အဲဒီနိုင်ငံကိုအုပ်ချုပ်ခဲ့တဲ့မင်းတစ်ပါးရဲ့နာမည်ကဖရအုံဝေါ်လို့ခေါ်တဲ့ကင်းမီကောက်ဘုရင်ဖြစ်ပါတယ်။ရာဇဝင်အရဒီဘရင်ကြီးဟာဒီတောင်ကုန်းပေါ်မှာဂေါရမမြတ်စွာဘုရားရှင်ရဲ့စံတော်ကိုထာပနာပြီးတော့ဇေဒီတဆူတည်ထားခဲ့ပါတယ်။ဒါကြောင့်ဒီဘုရားကိုဒိုင်းဝေါ်ဇေဒီလို့ခေါ်ကြတာပါ။ဖျားရှင်မြင်တော်ပေါ်မှာကြီးမားတဲ့ကင်းမီကောက်ရုပ်ထုကြီးကိုလည်းတွေ့မြင်နိုင်ပါတယ်။ဒေသခံတွေကတော့ဒီကင်းမီကောက်ကြီးဟာမကောင်းဆိုးဝါးတွေကိုနှိမ်နင်းပေးပြီးတော့လာရောက်ဆူတောင်းတဲ့သူတွေကိုအောင်မြင်မှုပေးတယ်လို့ယုံကြည်ကြပါတယ်။ဒီနေရာကထိုင်းသမိုင်းတသက်မဟုတ်ပဲမြန်မာသမိုင်းနဲ့လည်းထပ်တူကြနေတဲ့နေရာတစ်ခုပါဘရင်တော်မင်းတရားကြီးနဲ့ကုန်းဖောင်ခေဦးအလောင်းမင်းတရားကြီးဦးအောင်စီရတို့အယုဒ္ဓယကိုခြိတက်တိုက်ခိုက်တဲ့အခါဒီလမ်းကြောင်းကိုဖျက်ဆီးခဲ့ကြတယ်လို့သမိုင်းပညာရှင်အချို့ကဆိုပါတယ်ချုပ်ရမယ်ဆိုရင်တော့မဲဆိုင်ကဒွိုင်းဝေါ်စီဒီဟာနိုင်ငံတစ်ခုရဲ့သမိုင်းကြောင်းတွေစုံမှတ်ရာနေရာတစ်ခုပါတစ်ဖက်မှာတော့ကင်းမီကောက်ဘရင်ရဲ့ဒဏ္ဍာရီတစ်ဖက်မှာတော့ဦးအောင်စီရတို့ရဲ့စစ်ချီလန်းကြောင်းသမိုင်းပြီးတော့နေဆက်ကိုစောင့်ကြပ်နေတဲ့နေရွဲဆန်ဘရင်ရဲ့ကင်းရုပ်ထုဒီအရာတွေအလုံးကမဲဆိုင်ချောင်းလေးရဲ့တစ်ဖက်တစ်ဆက်စီမှာရှိနေတဲ့လူသားတွေရဲ့အတိတ်ကပြစ္ဆုတ်ပံကိုတိတ်တဆိတ်စောင့်ကြည့်နေတယ်လို့ပါပဲအဆုံးထိကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်